Minneapolis မြို့ကောင်စီဝင် Erin Chartery မေကွန်းကောင်စီဝင်မိခင်ဒေသခံပြည်သူတွေကဘာတွေပြောနေတာကိုကြားရပါသလဲလက်ရှိမှာဒေသခံရဲတပ်ဖွဲ့နဲ့ဖက်ဒရယ်အာဏာပိုင်တွေကြားယုံကြည်မှုအဆင့်ကဘယ်လိုပါလဲအဖြေကျမကိုဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ကျမမင်းနီယာပိုလစ်မှာကိုယ်တိုင်မြေပြင်ပေါ်ဆင်းပြီးကျမရဲ့အတိုင်းဝိုင်းကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်လက်ရှိအခြေအနေမှာဘယ် district ကိုကိုစားပြုနေလဲဆိုတာမအရေးကြီးပါဘူးမင်းနီယာပိုလစ်မြို့သားဖြစ်ရင်မြို့တစ်မြို့လုံးကိုစိတ်ပူကြပါတယ်ဒေသခံပြည်သူတွေမြင်နေရတာကတော့ဒိုနက်ဆိုင်တစ်ဆိုင်ရှိမှာတရားဝင်စောင့်ကြည့်နေသူတဦးကိုမြေပြင်ပေါ်ဖိနှိပ်လဲချပြီးသွေးအေးနဲ့ပြစ်တက်ခဲ့တာပါအဲ့ဒီနောက်ကျမအဲ့ဒီနေရာအနီးကိုသွားပြီးအိမ်နီးချင်းတွေဘာဖြစ်နေလဲစစ်ဆေးကြည့်တဲ့အခါဖက်ဒရယ်အေဂျင့်တွေကအလွန်အမင်းအနှောင့်အယှက်တွေဖန်တီးနေတာကိုမြင်ခဲ့ရပါတယ်လူရာချီတဲ့ဖက်ဒရယ်အဖွဲ့ဝင်တွေကမျက်ရည်ယိုဓာတ်ငွေ့ကန်စတာတွေကိုတစ်ခါပြီးတစ်ခါပြစ်လွတ်နေကြပါတယ်ကျမကအဲ့ဒီလိုင်းနားကိုသွားပြီးဖက်ဒရယ်အေဂျင့်တွေကိုစကားပြောဖို့စူးစမ်းတဲ့အခါသူတို့ကကျမကိုလှောင်ပြောင်ရေမောခဲ့ကြပြီးကျေးဇူးပြုပြီးထွက်သွားပါလို့ငိုကြွေးနေတဲ့ဒေသခံတွေကိုပါရေမောခဲ့ကြပါတယ်သူတို့ကကျမတို့ရဲ့နောက်ထပ်အိမ်နီးချင်းတဦးကိုထပ်မံဆုံးရှုံးစေခဲ့ပါတယ်လူတွေကိုသတိပေးပြီးကာကွယ်ဖို့စူးစမ်းနေသူတဦးကိုပဲဖြစ်ပါတယ်အခြေအနေကအန္တရာယ်များလွန်းလို့ပါနောက်ဆုံးရက်အနည်းငယ်အတွင်းကလေး2ဦးကိုဖမ်းဆီးသွားတာကိုကျမတို့မြင်ခဲ့ရပါတယ်။အသက်9နှစ်အရွယ်လျံကိုယူသွားခဲ့ပြီးနောက်နေ့မှာတော့အသက်2နှစ်အရွယ်ခိုးကိုသူမမှာမိသားစုလည်းမရှိအတိုင်းဝိုင်းလည်းမရှိတဲ့တက္ကဆက်ပြည်နယ်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒီလိုကြမ်းတမ်းမှုတွေကတကယ်ကိုကြောက်မက်ဖွယ်ဖြစ်ပြီးစကားနဲ့ဖော်ပြလို့မရနိုင်ပါဘူး။ပြည်သူတွေပြောနေတာကသူတို့ကျမတို့ကိုတတ်နေတာပါလူတက်မှုလုပ်နေတာပါတာဝန်ယူမှုလည်းမရှိစစ်ဆေးမှုလည်းမရှိဘူးလို့ပါပြုမှုတွေကလုံးဝ professional မဟုတ်ပါဘူးဒါပေမဲ့ Federal အစိုးရကတော့ဆက်လက်ပြီး professional ဖြစ်ပါတယ်လို့ပြောနေသေးပါနိုင်ငံတော်ဝန်ကြည့်နေတဲ့လူတွေကိုကျမအလေးနဲ့ပြောချင်တာကမင်းနီယာပိုလစ်မှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကဒေသခံပြည်သူတွေကမဖြစ်စေဘူးဖက်ဒရယ်အေဂျင့်တွေကဖြစ်စေတာပါဖက်ဒရယ်အစိုးရနဲ့ကျမတို့ကြားယုံကြည်မှုကအလွန်နည်းပါပြီးအလုံးစုံမရှိတော့ဘူးလို့တောင်ပြောနိုင်ပါတယ်မင်နီဆိုတာပြည်နယ်ရဲ့ Criminal Apprehension Bureau ကိုအခင်းအကျင်းစစ်ဆေးဖို့တရားရုံးအမိန့်ပေးထားပါတယ်။သူတို့ကအခင်းအကျင်းနေရာကိုဝင်ရောက်စစ်ဆေးဖို့တောင်းဆိုပြီးအမိန့်စာပြသခဲ့ပါတယ်။ဝင်ခွင့်ပေးရမှာဖြစ်ပေမဲ့သူတို့ကိုပြန်လည်ပယ်ချခဲ့ပါတယ်။ဒါကဘလောက်တောင်မစင်မချင်မတရားဥပဒေမဲ့ဖြစ်လဲဆိုတာကိုပြနေပါတယ်။မနေ့ကအပူချိန်အလွန်အမင်းအနှိမ့်ကြတဲ့အချိန်တောင်လူထောင်ချီဆန္ဒပြခဲ့ကြပါတယ်။ဒီနေ့တော့နောက်ထပ်အိမ်နီးချင်းတဦးသေဆုံးသွားတဲ့အခါလူထုကစုစည်းလာပြီးတန်ကြားမေးခွန်းတွေမေးတယောက်နဲ့တယောက်စစ်ဆေးကြည့်အေးမိမဖြစ်အောင်ကူညီကြပါတယ်။ကျမကိုကားနဲ့ဖြတ်သွားတဲ့မိန်းမတဦးက910ကိုဖုန်းခေါ်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်။သူမရဲ့မိသားစုဝင်တွေကအနီးရှိစားတောက်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေပြီးထွက်လို့မရပဲမျက်ရည်ယိုဓာတ်ငွေ့တွေရှူနေရတာကိုသူမသိနေလို့ပါမေကွန်းအစိုးရဘက်ကရဲအရာရှိတွေကကိုကာကွယ်ရေးအတွက်ပဲလုပ်ခဲ့တာလို့ဆိုနေပါတယ်ဗီဒီယိုတွေကိုလည်းမြင်ပြီးပါပြီဒီယူဆအပေါ်ဘာပြောချင်ပါသလဲအဖြေကျမတို့မျက်စိနဲ့မြင်နေရတာကိုယုံကြည်ရပါမယ်ဒီအစိုးရကအကြိမ်ကြိမ်မယုံကြည်ပါနဲ့လို့ပြောခဲ့ပါတယ်အဲ့ဒီလူကိုမြေပြင်ပေါ်ဖိနှိပ်ထားပြီးအေဂျင့်အများပြားကထိုးနှက်နေခဲ့ပါတယ်အဲ့ဒီနောက်အကြိမ်ကြိမ်ပြစ်ခတ်ခဲ့ပါတယ်ကျမမြင်ရသလိုဆိုရင်တေပြီးနောက်တောင်ပြစ်ခဲ့သလိုထင်ပါတယ်နောက်ထပ်အချက်လက်တွေထွက်လာမယ်ဆိုပေမဲ့လက်ရှိမှာမြင်နေရတာကသူတို့ဒီအကြမ်းဖက်မှုကိုတရားပြဖို့စ조사နေတာပါဆရာမတွေအလုပ်သမားတွေအဖွားအိုတွေကိုတောင်အကြမ်းဖက်သူလို့ပြောနေကြပါတယ်ဒါဟာ insurrection act ကိုခေါ်ယူပြီးလမ်းတွေကိုစစ်ရေးသုံးဖို့အကြောင်းပြချက်တိစောက်နေတာပါဖက်ဒရယ်အဖွဲ့တွေမလာခင်ကဒီအတိုင်းဝိုင်းကအေဂျင့်နေခဲ့ပါတယ်ကျမတို့အတိုင်းဝိုင်းကိုသူတို့ရဲ့အရေးယူမှုအစီအစဉ်အတွက်အသုံးချနေတာကတကယ်ကိုဆက်ဆုပ်ဖွယ်ဖြစ်ပါတယ်ရိန်ကန်ကိုတက်ခဲ့တဲ့အချိန်ကတောင်ဒီအစိုးရကမယုံကြည်ပါနဲ့လို့ပြောခဲ့တာကိုကျမပြည်သူတွေကိုသတိပေးချင်ပါတယ်ကောင်စီဝင် Erin Chartery ကျေးဇူးတင်ပါတယ်